မိမညံ့ရင်ယောက်ျားသမိုင်းဆိုးတယ်နော်မိမတော်ရင်ယောက်ျားတွေထူးချွန်တဲ့ယောက်ျားဖြစ်တယ် Bill Gates လူတိုင်းကြားဖို့တဲ့ Microsoft တီထွင်မှုတွေအများကြီးပဲသူ့အင်တာဗျူးတစ်ခုလုပ်တယ် Bill Gates ကိုမေးတယ်ခမရဘွားမှာဘယ်လိုတီထွင်မှုမျိုးကိုခမရအနှစ်ချိုက်ဆုံးလဲတဲ့လူရထင်တာပေါ့ဗျာသူထွင်တဲ့ဘာပြောမလဲဆိုတော့ Bill Gates ပြောတာတခွန်းနဲ့ပဲပြောတယ်ကျုပ်တီထွင်နိုင်မှုထဲမှာကျုပ်အကြိုက်ဆုံးကတော့ဒီမိန်းမကိုရတာပဲတဲ့မိန်းမတော်တော့ယောက်ျားမညံ့ဘူးဒီနေ့သမိုင်းညံ့သွားတဲ့ယောက်ျားတွေနောက်မှာတော်တော်ဆိုးတဲ့မိန်းမတွေရှိလို့ပါပဲသိတ်တော်တဲ့မိန်းမဥဆောင်တဲ့အိမ်တိုင်းကတော့အရက်ထဲမှာအကောင်းဆုံးအိမ်ပေါ့ဗျာဟုတ်တယ်ဒီလိုပါပဲအိမ်ရှင်မတော်တော်များများစိန်တွေရွှေတွေငွေတွေစင်နိုင်တဲ့ယောက်ျားဆိုလို့ရှိရင်ကိုမောင်အိပ်ပြီလားဒါလင်းခေါ်လို့ကိုမဆုံးဘူးမရှာနိုင်ဘူးဆိုရင်တမျိုးတကယ်တော့စိန်တွေငွေတွေရွှေတွေစင်နိုင်တဲ့ချစ်သူယောက်ျားတဲ့ကိုယ့်ရဲ့အားနည်းချက်ကိုပုံကြီးမချဲ့တဲ့ယောက်ျားပို့ပြီးတန်ဖိုးရှိတယ်ဆိုတာမိန်းမနင်မသိဘူးဒီလိုပါပဲကိုယ့်ယောက်ျားအသက်ငယ်ရင်လည်းအသက်ငယ်လို့ဆိုအိမ်ရှင်မများအနိုင်ကျင့်ကြတယ်ကြီးရင်လည်းကြီးလို့ဆိုပြီးအဖိုးကြီးလို့ခေါ်ချင်တယ်ငွေရှာလို့မရဘူးအသက်လဲကြီးရင်အထင်သေးခြင်းနဲ့ကိုယ့်ယောက်ျားဟာကိုယ့်တဲ့အသက်ကြီးတယ်ငယ်တယ်ဆိုတာတဲ့အသက်အရွယ်နဲ့မျှတဲ့ရှင်းချက်မှုရှိတဲ့ယောက်ျားကိုပိုင်ဆိုင်ထားရတာနင်တရားမင်းရထားတယ်လို့ပဲလို့နင်မသိပါဘူးဟဲ့ပါဇက်ကသာပြောတာပါဇက်ကသာစိတ်ထဲကနေပြောနေတာမိမကြားအောင်မပြောရက်ဘူးဒါဟာအချစ်အိမ်တော်ဦးစီးများရဲ့အချစ်ဒါကိုမိန်းမတွေကအနိုင်ယူချင်တယ်မိန်းမယောက်ျားတဲ့ကောင်းတဲ့အကြံဉာဏ်တွေလည်းရှိပါတယ်အဲ့ဒါကတော့ခိုင်းတတ်တယ်အမိန်ပေးတတ်တယ်